မှာအကျော်စွာလေကျမစားကြတယ်လို့ဒီနေ့လေအိမ်မှာလေသမင်းတောင်မစားဘဲနဲ့ကျမလေဆိုင်တိုင်းကနေပြီးတော့ဒီမြောက်တကုံထီကိုကျမသွားစားမယ်ပေါ့နော်ဒါပေမဲ့သွားစားမယ်ဆိုတော့မစားခင်ကျမဖုံးရင်ဆက်လိုက်မယ်တော့ကျမအဝေးကြီးကလာတာဖြစ်တဲ့အတွက်ဆိုင်ပိတ်တာတော့ဘာလို့ဖြစ်လို့ရှိရင်စမပြေဘူးကကျမလာရတာဝေးတယ်အဲ့ခါကျကျမဖုံးဆက်လိုက်တယ်ဟိုသူတို့ရဲ့official account နော် 9.7 million ရှိ official account မှာတင်ထားတဲ့ဖုန်းနံပါတ်ကိုပဲကျမဆက်လိုက်တယ်ဆက်လိုက်တော့အမကြီးဒီနေ့ဆိုင်ဖွင့်လာဆိုတော့စစ်နေတဲ့အစုံလဲရှိတယ်ပြောတယ်ပြောတော့ကျမသွားစားတယ်လေကျမဘိုက်ကအရန်စာနေရကွယ်ဘာမှလည်းမစားတော့ဒီနေ့ဝိုင်းဆောင်မအတော်ပဲစားမယ်ဟဲ့အိမ်ကိုလည်းပါဆက်ထုတ်သွားမယ်ဟဲ့ဆိုရယ်စိတ်ကူးနဲ့ကျမလာတယ်ဟာလဲလာပြီးတော့ဆိုင်ပိတ်တယ်တဲ့ဆိုတော့ဆိုင်ပိတ်တယ်ဆိုရင်ကျမဖုန်းဆက်ပြီးမလာခဲ့ဒီအခုလေးနေမလာခဲ့ဖုန်းဆက်ပြီးမေးတယ်အဲ့တော့ဒီဖုန်းကနေကင်နေနော်ဖုန်းနံပါတ်လည်းမမှားဘူးကွာသိလားဒီဖုန်းကနေကင်ပြီးတော့ဆိုင်ဖွင့်ပါတယ်သိရမလားအဆုံရှိပါတယ်လို့လည်းပြောတယ်ဆိုတော့သူတွေထွက်လာပြီးတော့မဟုတ်လို့မဟုတ်တော့ဟိုလိုဒီလိုလုပ်ပြီးတော့အင်းနဲ့မသိဘူးနဲ့ပြောတဲ့ခါကျတော့သူတို့ဖုန်းနံပါတ်ကဘယ်သူကင်တာလဲဘယ်သူတာဝန်မှုခံမှုမရှိကွာပြီးတော့ပုံမှန်ဆိုလို့ရှိရင်ကျမအဲ့လောက်ဒီစိတ်မဆိုးကျမပြီးတော့ဘိုက်အရင်စားနေတဲ့အချိန်ကိုကျမအဝေးနိုင်တန်ရာကနေမြောက်တကုံတီကျမကားမောင်းပြီးလာရတဲ့အနေအထားတစ်ခုမှရောက်လာပြီးတော့ဘာမှမရှိဘူးပြောတယ်မရှိတော့ကျမသူ့ဝိုင်းဆောင်မှလည်းထွက်လာတဲ့အပြင်ထွက်လာပြီးတော့ဘာပြောလဲဆိုတော့သူက customer ကိုဘာပြောလဲဆိုတော့အင်းနဲ့ဟိုဘယ်လိုလဲဆိုင်ဖွင့်လာလို့မမေးပဲနဲ့ဘာရှိလဲလို့မေးလို့ပေါ့သူတို့ဘက်ကအဆုံရှိလို့ပြောတာဖြစ်မှာပေါ့တဲ့ဆိုတဲ့ခါကျတော့ကျမတို့ကဆိုင်လာဖို့အတွက်ကိုဆိုင်ဖွင့်လာလို့အရင်မေးတာပါသိလားဘာရှိလဲလို့မမေးဘူးကျမဆိုင်ဖွင့်လာလို့အရင်မေးတာဆိုင်ဖွင့်နေပြီးတော့မှအဆုံရှိပါတယ်ဆိုပြီးသူတို့ဘက်ကပြောတာလေကျမပြောချင်တာ customer ကွာသိလားဟိုသူတို့ဟာစားကြတယ်လို့တကူတကလာတယ်အဝေးကနေလာရတယ်ထားပါတော့ကျမဟိုလာတဲ့အချိန်မှာပိတ်တယ်ဆိုလို့ရှိရင်ကွာ customer ကိုအားနာမှုလေးနဲ့တော့တောင်းပန်ပါတယ်တခေါင်းလေးမပြောတဲ့အပြင်ကွာသိလား customer အပြစ်ပြောတဲ့ပုံစံမျိုးနဲ့သိရမလား customer ပဲသိကြအောင်သူတို့ကိုမမေးပဲနဲ့ဘာရှိလဲလို့မေးလို့သူတို့ကပဲသိရမလားအဆုံရှိပါတယ်ဆိုပြောရဲဆိုတဲ့ပုံစံမျိုးပြောတဲ့အပြင်ဟိုမှာတခေါင်းsorry ပါအားနာလိုက်တာတောင်းပန်ပါတယ်လို့တခေါင်းမပြောဘူးတော့မပြောဘဲနဲ့ခက်တီတီပဲကွာသိလားကျမပြောချင်တာသူမတောင်းဝင်မယူကြအောင်ကျမလာတာနီးနီးလေးလည်းမဟုတ်ကွာပြီးတော့ကျမဒီအကျော်ဒီမှာစားနေလို့လာကွာသိလားကျမအဲ့ဒါကိုအဲ့လိုမျိုးလုပ်တဲ့ခါကျကျမအရန်ဒေါသထွက်တာအခုလေအရန်ဒေါသထွက်လို့ကျမလေဟိုသွားကြရှိရဟာအခုတောင်းကလာပဲမှာကျမသွားကြရှိရဟာတော့ခဏနောက်ဆုတ်လိုက်တယ်ကွာငါပိုက်အရန်စားနေလို့အစတော့အဲ့တောင်းကလာပဲမှာသွားကြရှိရဟာအရင်သွားပြီးမှညနေကျမှဝိုင်းထုံမှာဝင်စားမယ်လေးဆိုကျမလှုပ်ထားကွာဒါပိုက်အရန်စားနေလို့အိမ်ကလည်းတမင်မစားလာဘူးဘာဖြစ်လို့လဲဆိုတော့ဒါစားကြလို့တမင်မစားပဲနေလာတာပြီးတော့တကယ်ရောက်လာဖိုက်ပိတ်တယ်တဲ့အဲ့ဆိုဖုန်းနဲ့ပြောတာဘယ်သူလဲဆိုတော့လေအေးမသိဘူးဘယ်သူပြောတော့လဲမသိဘူးဆိုတော့သူတို့ဝန်ထမ်းတွေဘယ်သူတွေပြောလဲဆိုတော့သူတို့တောင်းရင်မယူတဲ့အပြင်ကိုပိုင်ရှင်ကိုယ်တိုင်ရလဲသိရမလားပိုင်ရှင်ကိုယ်တိုင်လည်းမတောင်းမှန်းနဲ့ပြင် customer အပြစ်ပြောဆိုလို့ပုံစံမျိုးနဲ့ပြောတာအဆင်မပြေဘူးတော်တော်လေးစင်မပြေဘူးခေါ်လာအရင် line ပေါ်မှာတို့မတားနာမည်ကြီးနေရတော့တို့နာမည်ကြီးအောင်လုပ်ပေးနေသူရှိတယ်အဲ့အမလေသူ line ပေါ်မှာပြောတာလုံးဝမတောင်းမှန်ဘူးတွေပါအမလေးကျမတို့မှမနေ့ကတော့တောင်းမှန်လိုက်တာအားရီတောင်ဆွဲတယ်သူ့ကိုမတောင်းမှန်လိုက်တာဆိုတော့3ယောက်ပဲရှိတယ်ကျမအဖေရယ်ကျမဦးလေးရယ်ကျမတို့ဆွန့်ကက်တဲ့ဖမှုရယ်ဒီယောက်ျားသား3ယောက်ကတော့ဆိုင်ထဲမှာပဲပေါ့နော်ကျမတို့မိမသားမှန်နဲ့ထွက်ပြီးတော့မှပထမကကျမတို့တရားနာနေဆိုင်နဲ့ဆိုင်ရှိမှာကျမဝန်ထမ်းတယောက်ထားထားတယ်ဘာလို့ဆိုတော့တနေ့လာနေဆိုတော့လေလာကြတာပဲကားတွေရတယ်ပိတ်ရတင်ထားပေမဲ့လည်းဖုန်းမကြည့်မိရသေးပါဘူးကြာလာကြလို့မလို့လာလို့ရှိရင်အစင်းသစ်ပြန်ပြောပြီးတော့ဆိုကျမတို့ကထဲမှာတရားနာတယ်ဝန်ထမ်းတယောက်ကိုဒီဘက်မှာထားလိုက်တယ်ထားပြီးတော့မှကျမကပြောခိုင်းတယ်အဲ့အမကလာတယ်ပေါ့နော်ကအကောင်းဆိုင်နေပါပဲတကယ်အထက်တန်းဟွာလို့ဘာလို့ပဲလာတာကတော့အဲ့နဲ့ဝန်ထမ်းနဲ့လည်းအဲ့လိုမျိုးပဲစကားပြောနေမှာဘာဖြစ်တာတော့ဘောနောက်ကနေပြောဘာဖြစ်တာမသိဘူးကျမလည်းအမေကိုပြောနေအမေတရားနိုင်တယ်အမေကမှဘာဖြစ်နေလဲသွားကြည့်သွားကျမအမေသွားကြည့်တယ်ကျမအမေသွားကြည့်တယ်ကျမအမေပြီးလည်းခဏနေကျမလာဟဲ့လာဘောင်းဝိုင်းနဲ့နင်လာမရလောက်တယ်အဲ့လိုဘာနဲ့ဖြစ်တာအောင်ကျမလည်းထွက်သွားတယ်အခုကမှဘာဖြစ်တယ်ဟဲ့တယ်ငါနင်တို့ဆန်ဖုံးဆက်တယ်နင်တို့ကတဲ့ဒီနေ့ခွင့်တယ်ပြောလို့လာတာအမကြီးနားကြောင်မှဖြစ်နေမယ်နော်ကျမတို့ကတော့မခွင့်မှု line ပေါ်မှာ Facebook မှာလည်းတင်ပေးထားတယ် TikTok မှာလည်းတင်ပေးထားတယ်ပြီးတော့ဗာလဲဒီဆိုင်ဖွင့်တယ်ဆိုတာဆိုင်ပိတ်တယ်ဆိုတာဒီနေ့မှကျမတို့ကပိတ်တာမဟုတ်ဘူးတနေ့လာအပတ်စနေပိတ်တာပါလို့ဆိုတာအဲ့ဒါငါမသိချင်ဘူးတဲ့သူ့နောက်မှာသူ့ကားရဲ့ဒီနောက်ခန်းထဲမှာအမတယောက်ပါတယ်အန်ဒီတယောက်ပေါ့နော်အဝေးစားခန်းနွမ်းနေပဲဟိုအကူလားပါလားတော့မသိဘူးကျမမှားသွားမှတော့မပြောတာသူ့အကူလားပါလားအဲ့ကိုဟဲ့နင်ဘယ်လိုဖုံးဆက်တာလဲသူတို့ပြောလိုက်စမ်းတယ်အဲ့လိုကြီးအဲ့လေကျမလည်းအဲ့အမကိုနားထောင်လို့ဘာဟုတ်အမဘယ်လိုဖုံးဆက်တာလဲဆိုဟုတ်တယ်ကျမဆက်တာတဲ့အမရေဆိုင်ဖွင့်ပြီလားဆိုဖွင့်ပြီပေါ့နော်အကျော်ရဲလည်းပူပူလောလောရနေပါပြီလားစားလို့ရပါပြီလို့ပြောတယ်တဲ့ဟုတ်လားစုံပြီလားလို့တော့ကျမမေးလိုက်တယ်ဟုတ်ကဲ့စုံပါပြီလို့ပြောတယ်ကျမတို့ကတရားနေရနေတာအဲ့လောက်ကြီးလေကြောရှည်ပြီးဖြစ်နေတာအကြောင်းလေးမရှိဘူးဒါသမ ्या ဖုန်းတွေကတော့ဟုတ်ကဲ့တင်းနေပိတ်ပါတယ်တရားနာတယ်လို့ဟုတ်ကဲ့တင်းနေပိတ်ပါဒါပဲပြောဖြစ်တာအဲ့ဒါကိုနောက်ကအဲ့နောက်ခန့်အမကလည်းဟိုသူ့တခင်ကိုကြောက်လို့လားတော့မသိဘူးပေါ့နော်သူ့တတိကိုကြောက်လို့လားတော့မသိဘူးအဲ့လိုအမရေးအဲ့ဆိုတော့မှားနေပြီနော်သူတို့ဖုန်းကောလော်တော့ကျမတို့ထင်မှာဝန်တာဟုတ်တယ်ကျမ
ပြောတယ်ငါပိတ်တယ်ကျန်တဲ့ဟာရှိရှိဝေးဝေးမပြောဘူးအားကြောင့်မှားလိုက်မယ်နော်ဆိုတော့အဲ့ဒါကျမတို့တောင်းပန်နေပေါ့နော်ကျမတောင်းပန်နေသူမတောင်းပန်ဘူးလို့ကျမဝန်ထမ်းတွေလည်းတောင်းပန်နေပြီးတော့အဲ့အမရဲ့အမေအရွယ်ကျမတို့တောင်ပါလေဟဲ့သမီးရဲ့ဝမ်းဝမ်းရတဲ့အမှန်မှန်တင်နေကြတနေ့လာနေပြိတ်တယ်ဆိုတော့ဒီနေ့သူဘာဆိုတင်ငန်းရှိလို့ပြီးမှတင်မယ်ဆိုပြီးတော့မိမှာဘလို့ချင်မှုတဲ့တောင်းပန်တော့ဘလို့ချင်မှုတဲ့ဘလို့တောင်းဝင်ယူပြီးမှလည်းပဲငါ့ကိုပြောတယ်အဲ့လိုဟဲ့အမဘလို့တောင်းဝင်ယူပြီးရမှာအမကကျမတို့တောင်းပန်တာပဲလုပ်နေတယ်တောင်းဟိုအမတယောက်ကျမကကြော်ပေးအောင်လေကျမအခုကဆွန့်ကက်နေရလေဆွန့်ကက်နေဆိုဖုံဖုံရရှိရတယ်ကျမတို့ဟိုအကြော်တွေပါဖိုးချပြီးကြော်မပေးနိုင်ပါဘူးဆိုလို့ချင်မှုတဲ့ငါ့ကိုတောင်းဝင်ယူမှုတောင်းဝင်မှုမရှိဘူးဆိုပြီးနင်တို့ဆန်လိုက်မတင်ပြမှာတော့အမားလို့ကျမတို့မှားဖင်သားလေးရှိလို့တော့ဟုတ်တယ်မလားတော့ကော့တွေပါရှိရဆိုတော့ထားလိုက်ပါတော့ကွယ်အခုကျမမှလည်းမရှိဘူးသူ့မှလည်းမရှိဘူးပြီးတော့တနေ့လာနေတိတ်ပါတယ်ဆိုတော့ကျမအပတ်တိုင်းတင်နေကြမနေ့ကတော့ကျမဝါဆိုတင်ငန်းကရှိလို့ပြီးမှပဲတင်မယ်ဆိုပြီးကျမနေနေတာအဲ့ဒါကိုလေမတောင်းမှန်မှုတွေပါလိုင်းပေါ်မှာတင်ထားလို့တောင်းမှန်လိုက်တာမှအာရီကိုချွဲလို့အဲ့တော့ညနေဒီမထားနဲ့လေနင်တို့တောင်းမှန်တာမလို့ချင်ဘူးတဲ့ငါတို့ကအဝေးရည်လာတာတဲ့တောင်းဝင်ယူမှုပဲလို့ချင်တယ်နင်တို့ဘလို့တောင်းဝင်ယူပေးမှလဲကိုရီချပြီးတော့ကြော်ပေးရမှာလားဘလို့တော့ကိုပေးရလေကိုပေးရကိုတရားနာကျင်တာမျိုးကိုပါဆိုတဲ့ကချင်ကတ်မယ်လေအမရေအဲ့တော့ဘလို့ဟိုမတောင်းမှန်မှုတွေပါပြောနေအောင်အမကမတောင်းမှန်လိုက်တာကျမတို့စွန့်ကတ်တဲ့ဖုံဖုံရဲ့ကျမအဖေရဲ့ကျမဦးလေးရဲ့3ယောက်ပဲမတောင်းမှန်လိုက်တာကျန်တဲ့ဆန်လေးအကုန်လုံးတောင်းမှန်နေဆိုတော့ဖះလေးတည်တယ်ကြားလေးတည်တယ်ကျမတို့ကုသိုလ်ကောင်းမှုလုပ်နေနေဖြစ်တဲ့အတွက်ကြောင့်စကားတွေအများကြီးရှိရှိဝေးဝေးပြောတယ်လို့အမအရင်စိတ်ဆိုးနေတာတည်တယ်အများကြီးပြောတယ်လို့အမရေတောင်းမှန်ပါတယ်တောင်းမှန်ပါတယ်နော်ဖုံဖုံလေးရှိတဲ့အတွက်ကြောင့်တောင်းမှန်ပါတယ်တောင်းမှန်ဒါပဲပြောနေတာအဲ့တော့အမမရမကတောင်းဝင်ယူတောင်းဝင်ခံမှုမရှိဘူးဆိုပြီးနိုင်မတယ်ပြောပြီးအမဆိုင်စီမှာတော့အကြိုက်ရက်နေသေးတယ်ဒါပေမဲ့ကဲထားလိုက်ပါတော့ကုသိုလ်လုပ်နေနေကျမအကုသိုလ်မများချင်ဘူးဆိုကျမထားလိုက်တာနော်အဲ့လိုင်းပေါ်မှာအမမတောင်းမှန်ဘူးလို့ပြောနေတယ်ပေါ့လေတခြားတငယ်ချင်းတွေလည်းဟဲ့တင်းတော့သူများကတစ်ဖက်တည်းရင်ပြောတာတစ်ဖက်တည်းရုံသွားလိုက်မယ်နင်းတင်းတော့ဆိုတော့ကျမတင်ပြလိုက်တာပါမနေ့ကကျမတို့တောင်းမှန်တာဖះလက်တည်တခြားလက်တည်ကျမတို့ကုသိုလ်ကောင်းမှုလုပ်နေတယ်ဘူးမှမလင်ညာဘူးနော်ဆွမ်းနာပြောနေဗီဒီယိုကမလောက်လို့လေကျမပြောချင်တာလေနောက်သူတို့တနင်္လာနေ့တိုင်းဆိုင်ပိတ်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ TikTok official account မှာတိလား bio မှာတနင်္လာနေ့တိုင်းဆိုင်ပိတ်တယ်လို့ရေးထားပါတော့တခုခုပဲကျမပြောချင်တာကျမကသူ့ TikTok အမြဲတမ်းဝင်ကြည့်နေတဲ့လူလည်းမဟုတ်ပါတိလားပြီးတော့အမြဲတမ်းသွားစားနေတဲ့ customer လည်းမဟုတ်တဲ့အခါကျတော့သူတို့တနင်္လာနေ့တိုင်းဆိုင်ပိတ်တယ်ဆိုတဲ့အကြောင်းအရာကျမမသိဘူးကျမစားချင်တာတခုတည်းနဲ့ပဲသိရမလားဖုန်းဆက်လိုက်တယ်ဟုတ်လားကျမပြောချင်တာကျမတို့ကဖုန်းမဆက်ဘဲနဲ့သွားလိုက်လို့ဆိုလို့ရှိရင်ကျမတို့မှားတယ်ဟုတ်လားကျမပြောချင်တာကျမဖုန်းဆက်လိုက်ရတာနဲ့သူတို့ကလည်းဆိုင်ဖွင့်ပါတယ်ရှိပါတယ်လို့ပြောရတာနဲ့ဟုတ်လားမရှိဘူးပါအဲ့တော့ကျမပြောချင်တာသူတို့ဆိုင်ရတင်းလာနေတိုင်းပိတ်တယ်ဆိုသူတို့ official ကြော်ညာထားရဲဆိုလို့ရှိရင်သူတို့ဟိုအဲ့ရဆိုင်ရှိမှာပဲရေးထားလေကျမပြောနေတာ TikTok မှာလည်းတင်ထားလေ bio မှာတင်ထားလေကျမပြောချင်တာကျမတို့မြောက်တကောင်ကလူလည်းမဟုတ်ဘူးကွာသိလားအဲ့တော့မသိဘူးကွာတင်းလာနေဆိုင်ပိတ်တယ်ဆိုတဲ့အကြောင်းကကျမမသိဘူး TikTok မှာသာတင်နိုင်တယ်ကျမသိမှာပေါ့ကျမဖြစ်စေချင်တာကွာတိလား customer တယောက်ကကိုယ့်ဟာကိုစားချင်လို့တကူးတကသိရမလားလာတဲ့အချိန်မှာပြီးတော့ကွာပုံမှန်ချင်းဆိုကျမမပြောဘိုက်အရန်စာနေရကွာတိလားဘိုက်အရန်စာနေတဲ့အချိန်မှာမျောလင်းချက်နဲ့စားမယ်ဆိုပြီးလာတဲ့အချိန်မှာမရှိဘူးကွာမရှိတော့လဲထားလိုက် okay ဟုတ်ပြီမရှိတော့လဲကျမဗတ်တက်နိုင်ပါလဲထားလိုက်လက်ခံတဲ့အချိန်တီနော်ဒါပေမဲ့ customer တော့အာနာတမှုနဲ့ဟဲ့သိရမလားဒီလောက်ဒီအဝေးရလာရတယ်သူတို့ဘက်ကလည်းမှားတာကွာတိလားပြောတဲ့လူကဘာတူလဲမသိရင်တော့မှပိုင်ရှင်ရနေပြီးတော့တောင်းဝင်ခံပြီးတော့ဟုတ်ကဲ့ကျမတောင်းပန်ပါတယ်ဟုတ်လားကျမတို့ကလေးတွေပြောပြီးမှားပြောမိရပြီးတောင်းပန်ပါတယ်ဘာညာတခုခုပြောလိုက်ရင်တော့မှကျမခံတာသေးရဲ့ကွာသိလားအခုကကျမကဘာမှလည်းမစားရဘူးအဝေးကြီးကလည်းလာရတယ်သိလားလှိုင်တိုင်ရနေမြောက်တော်ကုန်းထိအဝေးကြီးကလည်းလာရတယ်ပြီးတော့ကျမကိုမတောင်းပန်တဲ့အပြင်ကိုဘာပြောလဲဆိုတော့ဆိုင်ရှင်ကိုရိုင်းကဘာပြောလဲဆိုတော့တိလားကျမတို့ဘက်ကပဲမှားနေတဲ့ပုံစံမျိုးနဲ့ကျမတို့ဖုန်းဆက်တာတဲ့တိချာလေးဆိုင်ပိတ်လာလို့မမေးပဲနဲ့ပေါ့နော်ဘာတွေရှိလဲအဆုံရှိလားလို့မေးလို့တိလားသူတို့ဘက်ကအဲ့လိုပြောလိုက်တာသူတို့ကလေးတွေကအဆုံရှိရလို့ပြောလိုက်တာဖြစ်မှာပေါ့ဆိုတဲ့စကားမျိုးပြောကွာကျမတို့မှားကြအကြောင်းလည်းမရှိဘူးဒီဆိုင်ကိုလာကျင်လို့ဖုန်းရင်ကြိုဆက်တယ်ဆိုင်ဖွင့်လာလို့မေးတာတိလားအမှန်ဆိုလို့ရှိရင်ကွာအာနာတမှုလေးနဲ့တော့တောင်းပန်ပါတယ်ဟုတ်လားဆိုတဲ့အကြောင်းအရာလေးတော့ပြောရမှာဟုတ်လားကျမပြောချင်တာမတောင်းပန်တဲ့အပြင်ကို तू က customer ပြန်ပြီးတော့အပြစ်ပြောတဲ့ပုံစံသူတို့ဘက်ကမှန်တယ်ဆိုတဲ့ပုံစံမျိုးကိုလာလုပ်တယ်အဲ့တော့ကျမလုံးဝမကျေနပ်ဘူးတိလားဟိုဘလို့ပဲဖြစ်ဖြစ်ကွာတိလားနာမည်ကြီးရတွေမကြီးရကျမစိတ်မဝင်စားဘူးဘာဖြစ်ကိုဟာကိုစားချင်လို့လူကလာတဲ့ customer တယောက်ကိုဘလို့လူမျိုးပဲဖြစ်ဖြစ်တယောက်ပဲဖြစ်2ယောက်ပဲဖြစ်ဖြစ်10ယောက်ပဲဖြစ်ဖြစ် customer ကိုလေးစားမှုတော့ရှိရမှာပေါ့ဟုတ်လားကျမဖောင်းနေတဲ့ customer လည်းမဟုတ်ဘူးလေကျမဖုန်းမဆက်ဘဲနဲ့လာခဲ့တယ်ဆိုလို့ရှိရင်တော့ကျမမှားတယ်ကျမဖောင်းနေဟုတ်လားကျမဖုန်းသေးချာဆက်ပြီးရရှိလားဆိုင်ဖွင့်လာလို့မေးပြီးမှလာတဲ့ customer တယောက်နီးနားလေးလည်းမဟုတ်ဘူးကွာတိလားအဲ့ဒါမတောင်းပန်တဲ့အပြင်ကိုတိလားကျမကိုဒီလိုမျိုးပြောတယ်ဆိုတဲ့ခါကျတော့ဟိုရှင်တို့ဘက်ကလွန်တာလေ